အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာလည်း Iran စစ်ပွဲရဲ့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တင်ဆက်ပါမယ် American အထက်လွှတ်တော်က Iran စစ်ပွဲအတွက် Trump ရဲ့အာဏာများကိုကန့်သတ်ရန်ကြိုးပမ်းမှုကိုပယ်ချလိုက်ပါရယ် Trump ရဲ့ Iran mission ဒီမဟာမိတ်များ၏ကျေပြန့်သောထောက်ခံမှုရှိကြောင်း NATO အဖွဲ့၏အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ကပြောကြားခဲ့ပါရယ် Iran စစ်ပွဲကြောင့်မြန်မာဟာကြီးမားတဲ့ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရနိုင်ကြောင်းမြန်မာတော်လှန်ရေးအင်အားစုတွေ PDF နဲ့ဒိုင်းတာလက်နက်ကိုင်များအတွက်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်ကြောင်း Donald Trump က DHS-1G Chris Noem ကိုရာထူးမှပယ်ထုတ်ပြီး Mark Wayne Maltin ကိုအစားထိုးခန့်အပ်တဲ့သတင်းအပါအဝင်ဒီနေ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပါမယ်။ American အထက်လွှတ်တော်က Iran စစ်ပွဲအတွက်Trump ရဲ့အာဏာများကိုကန့်သတ်ရန်ကြိုးပမ်းမှုကိုပယ်ချလိုက်ပါရယ် American Israel Iran စစ်ပွဲ6ရက်မြောက်သို့ရောက်ရှိလာတဲ့အချိန်မှာသမ္မတ Donald Trump ရဲ့စစ်အာဏာများကိုကန့်သတ်ရန်ရည်ရွယ်သည့် American အထက်လွှတ်တော်ရဲ့ပါတီမဲဆွယ်ဆုံးဖြတ်ချက်တရက်ဆုံးဖြတ်ခဲ့ပါရယ်အဆိုပါဆုံးဖြတ်ချက်များကိုဆက်လက်ဆောင်ရွက်ခြင်းမပြုရန်အထက်လွှတ်တော်အမတ်များက49မိနစ်53မိနစ်ဖြင့်မဲခွဲဆုံးဖြတ်ခဲ့ရာအစီအလေပိုင်းဒေတာတွေဖြစ်ပွားနေတဲ့ပဋိပက္ခကိုဟန်တာရန်ဒီမိုကရက်တို့၏ကြိုးပမ်းမှုများထိခိုက်နေနာမှုများဖြစ်ခဲ့ပါရယ်ထို့အတူအမေရိကန်နဲ့အစ္စရေးတို့၏အီရန်နိုင်ငံအတွင်းလေကြောင်းတိုက်ခိုက်မှုများမှာဆက်လက်ဖြစ်ပွားလျက်ရှိပြီးမြို့တော်တေဟန်မှာအဆိုပါထိုးစစ်ဆင်မှု၏ဒဏ်ကိုအသေးအတန်ခံနေရပါရယ်ထို့ပြင်အစ္စရေးကလေဘာနွန်မြို့တော်ဘေရွတ်ကိုလေကြောင်းတိုက်ခိုက်မှုအတိပြုလုပ်ခဲ့ပြီးဒေတာခန်ထောင်ပေါင်းများအနေဖြင့်၎င်းတို့နေအိမ်များမှစွန့်ခွာကြရန်တတိပေးထားပါရယ် Trump ၏ Iran mission ဒီမဟာမိတ်များ၏ကျေပြန့်သောထောက်ခံမှုကိုရရှိထားပါရယ် NATO အဖွဲ့၏အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte က Iran ၏ nuclear နဲ့ဒုံးကျည်စွမ်းရည်များကိုဖျက်ဆီးရန်သမ္မတ Donald Trump ၏စစ်စင်ရေးကိုမဟာမိတ်နိုင်ငံများစုကကျေပြန့်ထောက်ခံမှုရှိကြောင်းပြောကြားခဲ့ပါရယ်ဥရောပခေါင်းဆောင်တချို့ကလူသိရှင်ကြားဝယ်ဖတ်မှုရှိနေတော်လဲအီရန်၏ချင်းချောက်မှုကိုစိုးရိမ်နေသောကြောင့်နေတိုးအဖွဲ့ဝင်နိုင်ငံများသည်အမေရိကန်၏လှုပ်ဆောင်ချက်များကိုလက်တွေ့ကျကျကိုငေပတ်ပူနေကြောင်း၎င်းကဆိုပါရယ်ထို့ပြင်နေတိုးတပ်ဖွဲ့များသည်မိမိတို့နေမြေ၏လက်မမကိုကာကွယ်ရန်အသင့်ရှိနေပြီးတူရကီနိုင်ငံသူဦးတီလာတော့ဒုံးတီတစင်းကိုလည်းကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၎င်းကအတည်ပြုခဲ့ပါရယ်အဖွဲ့ဝင်နိုင်ငံတစ်ခုခုတိုက်ခိုက်ခံရပါကပူပေါင်းခုခံမဲ့အပိုက်ငါးကိုအသုံးပြုရန်ရူတီကလုံခြုံရေးအရာဝေဝါးစွာထားရှိတော်လဲအဖွဲ့ဝင်နိုင်ငံအားလုံးကိုကာကွယ်သွားမယ်မှာတေချာကြောင်းအလီပီပြောကြားခဲ့ပါရယ်ခြုံငိုပါကဒီတရင်ရင်မီဒီအရှိအလေပိုင်းအတွင်းတင်းမာမှုများမြင့်တင်နေချိန်၌နေတိုးအဖွဲ့ဝင်တုံ့ပြန်မှုနဲ့အမေရိကန်အပေါ်ထောက်ခံမှုအခြေအနေကိုဖော်ပြထားခြင်းဖြစ်ပါတယ်နေတူအတွင်းရေးမှူးချုပ်မာရူတီပြောကြားချက်များအရဥရောပနိုင်ငံများသည်အီရန်အစိုးရထံမှအောက်ပါလုံခြုံရေးချိန်ချောက်မှုများကိုရင်ဆိုင်နေရပါတယ်။လုကြံတပ်ဖြတ်ရန်ကြိုးပမ်းမှုများဥရောပရှိနေတူအဖွဲ့ဝင်နိုင်ငံအများအပြားတွင်အီရန်အစိုးရနှင့်ဆက်နွယ်နေသောလုကြံတပ်ဖြတ်ရန်ကြိုးပမ်းမှုများနှင့်စီစဉ်မှုများရှိနေပါတယ်။အထူးသဖြင့်ပြပရောက်အီရန်လူမျိုးများအီရန် diaspora တို့ကိုပြစ်မှတ်ထား၍ချင်းချောက်မှုများပြုလုပ်နေခြင်းဖြစ်ပါတယ်။ဒုံးကျည်ချင်းချောက်မှုများအီရန်ရဲ့ဒုံးကျည်စွမ်းရည်များသည်ဥရောပအတွက်အဓိကလုံခြုံရေးစိုးရိမ်မှုတစ်ခုဖြစ်ပါတယ်။မကြာသေးမီကနေတိုးအဖွဲ့ဝင်တူရကီနိုင်ငံ၏လေပိုင်နက်အတွင်းသို့အီရန်မှဒုံးကျည်တစ်စီးဦးတည်လာခဲ့ပြီးယင်းကိုနေတိုး၏ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့်ကြားဖြတ်ပစ်ချခံရသည့်ဖြစ်ရမျိုးလည်းရှိခဲ့ပါတယ်။ nuclear စွမ်းရည်အီရန်ရဲ့ nuclear အစီအစဉ်နဲ့၎င်း၏စွမ်းရည်များသည့်ဥရောပမဟာမိတ်များအတွက်ကြီးမားသောလုံခြုံရေးဆိုင်ရာစိုးရိမ်ဖွယ်ရာများဖြစ်စေပါရယ်တတ်မှတ်ထားသောနိုင်ငံများအပေါ်ချိန်ချောက်မှုနယ်သာလန်နိုင်ငံကဲ့သို့ဥရောပနိုင်ငံများသည်အီရန်အစိုးရ၏အမေရိကန်ချိန်ချောက်မှုကိုခံနေရသည်ဟုရိုဒီကအလေးပေးပြောကြားခဲ့ပါရယ်ထို့အပြင်အီရန်သည်အရှိအလေပိုင်းဒေသတွင်ရှိ UAE ဘရွန်အိုမန်ဆော်ဒီအာရေဗျနဲ့တူရကီစသည့်နိုင်ငံများအပေါ်ခွဲခြားမှုမရှိသောတိုက်ခိုက်မှုများပြုလုပ်နေခြင်းကလည်း
data တွေမတည်ငြိမ်မှုဖြစ်စေပြီးဥရောပရဲ့အကျိုးစီးပွားနဲ့လုံခြုံရေးအပေါ်တွေ့ဝဲတော်နေဖြစ်တက်ရောက်မှုများရှိနေပါတယ်။ NATO အဖွဲ့ဒီအီရန်ကိုခုခံကာကွယ်ရန်အတွက်အောက်ပါတိုင်းသူတို့ပြင်ဆင်ထားတာရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်တရိုက်မပါဝင်တော်လေအကူအညီပေးခြင်း NATO အဖွဲ့ဝင်တို့ဒီအီရန်အပေါ်ဆက်နွယ်နေသောစစ်စင်ရေးများတွေတရိုက်ပါဝင်ပတ်သက်ခြင်းမရှိတော်လေအဖွဲ့ဝင်နိုင်ငံများဒီအမေရိကန်နဲ့အစ္စရေးတို့ရဲ့လှုပ်ဆောင်ချက်များကိုအဓိကကျတော့အထောက်အကူပြုများ key enabling assistance ပေးခြင်းဖြစ်ကိုငင်နေကြပါတယ်အထူးသဖြင့်အီရန်ရဲ့ nuclear နဲ့ဒုံးကျည်စွမ်းရည်များကိုဖယ်ရှားရန်ကြိုးပမ်းမှုအပေါ် NATO အဖွဲ့ဝင်နိုင်ငံများအကြားကြေကြေပြက်ပြက်ထောက်ခံမှုများရှိပါတယ်နေမေကာကွယ်ရေးအသင့်ရှိမှု NATO နိုင်ငံများတွေထိရောက်သောဒုံးကျည်ကာကွယ်ရေးစနစ် anti-missile system ရှိနေပြီးအီရန်မှအဖွဲ့ဝင်နိုင်ငံဖြစ်သောတူရကီတို့ဦးတီလာဒီဒုံးကျည်ကိုကြက်ဖြတ်ပစ်ချခြင်းဖြင့်ရင်းစနစ်ဒီအလုကောင်းကောင်းလုပ်နိုင်ကြောင်းတက်တည်ပြထားပါတယ်။ Article 9ဖြစ်ချင်းချောက်မှုကိုတားဆီးခြင်းအဖွဲ့ဝင်တနိုင်ငံကိုတိုက်ခိုက်ခံရခြင်းဒီအားလုံးကိုတိုက်ခိုက်ခြင်းဖြစ်ဒီဟုသတ်မှတ်ထားသော Article 5စုပေါင်းကာကွယ်ရေးဆိုင်ရာအချက်ကိုအသုံးပြုရန်အသင့်ရှိပါတယ်။သူတော်လည်းရန်သူများအတွက်တွက်ချက်ရခက်စီရန်မိဒီအခြေအနေမျိုးတွင်ရင်းအချက်များကိုစတင်မယ်ဆိုတာကိုတော့ဟန်တာမှုပြုလုပ်ထားပါတယ်။အချက်အလက်များအရ2026ခုနှစ်ဖေဖော်ဝါရီလ24ရက်တွင်စတင်ခဲ့သောအီရန်စစ်ပွဲကြောင့်ဒေတာအတွင်းတည်ဆုံမှုစရင်များမှာအောက်ပါအတိုင်းကျွန်တော်တင်ဆက်ပါမယ်။ဒါပေမဲ့အခုတင်ဆက်ပေးနေတဲ့လူဒေစရင်နဲ့ဆုံးတဲ့စရင်များကိုအခုလက်ရှိမှာဖြစ်ပွားနေတဲ့တိုက်ပွဲဖြစ်တာကြောင့်ဆက်လက်ပြီးတော့ဒီထက်မကဆုံးမှုများဖြစ်လာနိုင်ပါတယ်ပြီးတော့လူတေဆုံးမှုကိုလည်းဒီထက်မကဒူးဖွားနိုင်တာကြောင့်အခုတင်ဆက်နေတဲ့ဟာကဒီနေ့မတ်လ6ရက်နေ့အထိတင်ဆက်ပေးတာဖြစ်ပါတယ်အီရန်နိုင်ငံအတွင်းတေဆုံးမှုအီရန်နိုင်ငံတွင်စုစုပေါင်း1045ဦးတေဆုံးခဲ့သည်ဟု Iran Red Crescent Society ကထုတ်ပြန်ထားပါတယ်ရင်းတို့နဲ့စစ်ပွဲပထမဦးဆုံးနေ့တွေပြင်အီရန်တောင်ပိုင်းမင်းမြို့ရှိမူလာဒန်ကျောင်းတစ်ကျောင်းကိုဒုံးကျည်ထိခိုက်မှုကြောင့်တေဆုံးခဲ့ရသည့်ကျောင်းသူကျောင်းသားများနဲ့ဝန်ထမ်း195ဦးပါဝင်ပါတယ်။အီရန်စစ်သားများတေဆုံးမှုအထက်ပါစုစုပေါင်းလူတေဆုံးမှုလူပေါင်း1045ဦးဟာဒီစရင်တဲမှာအီရန်စစ်သားတွေဘယ်လောက်ပါဝင်နေဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ဒေတာအတွင်းစုစုပေါင်းတေဆုံးမှုမှာအမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုစတိုက်ခဲ့သည့်အချိန်မှစ၍6ရက်တာကာလအတွင်းအစီအလဲပိုင်းဒေတာတစ်ခုလုံးတွေတေဆုံးမှုလူပေါင်း1100ကျော်ရှိလာပါပြီ။တခြားနိုင်ငံများမှာလည်းဒီအီရန်စစ်ပွဲကြောင့်တေဆုံးသူရှိပါတယ်။လေဘနွန်မှာလူပေါင်း89ဦးတေဆုံးပြီးအစ္စရေးမှာရက်သား10ဦးကူဝိတ်မှာရှိတဲ့အမေရိကန်စစ်စခန်းတစ်ခုတိုက်ခတ်ခံရမှုကြောင့်အမေရိကန်စစ်သား6ဦးတေဆုံးပါတယ်။ပြီးတော့ကူဝိတ်စစ်သား2ဦးအပါအဝင်3ဦးတေဆုံးခဲ့ပါတယ်။ဆီးရီးယားမှာ4ဦး UAE မှာ3ဦးဘရူနိုင်း၊ဥမန်မှာတနိုင်ငံညင်2ဦးစီတေဆုံးခဲ့ပါတယ်။အဲ့ဒါဟာအခုဖြစ်ပွားနေတဲ့ USA Israel နဲ့ Iran စစ်ပွဲကြောင့်လူတေဆုံးစရင်တင်ဆက်ဖေးတာဖြစ်ပါတယ်။အခုဒီစစ်ပွဲကြောင့်မြန်မာနိုင်ငံအထူးသဖြင့်ဒီစစ်ကောင်စီအတွက်ဘယ်လောက်စူးကျိုးများရောက်ရှိနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ရအောင်။ဒီအီရန်စစ်ပွဲကြောင့်မြန်မာနိုင်ငံဘာတွေစူးရစွာခံစားနိုင်တယ်လဲ။မြန်မာနိုင်ငံနဲ့အီရန်နိုင်ငံတို့အကြားတိုက်ရိုက်စစ်ပွဲဖြစ်ပွားနေတာမျိုးမဟုတ်ပေမဲ့လက်ရှိအရှိအလေပိုင်းကအီရန်စစ်ပွဲကြောင့်မြန်မာနိုင်ငံအပေါ်တက်ရောက်နေတဲ့စူးကျူးတွေနဲ့စစ်မတိုက်ခင်အီရန်ရဲ့ထောက်ပံ့မှုကြောင့်ဖြစ်ပေါ်လာတဲ့စူးကျူးတွေကိုအောက်ပါတိုင်းကျွန်တော်တင်ဆက်ပါမယ်။တစ်ချက်အနေနဲ့စီးပွားရေးနဲ့ဆွေးနွေးကဏ္ဍအပေါ်တက်ရိုက်တက်ရောက်မှုများအီရန်စစ်ပွဲကြောင့်ကမ္ဘာလောင်စာစီထောက်ပံ့မှုကွင်းဆက်ပြတ်တောက်သွားတာဟာမြန်မာနိုင်ငံအတွက်တော့တော်တော်လေးကိုအင်မက်ဆိုဖြစ်စေခဲ့ပါတယ်။စစ်သုံးစီပြက်လက်မှုနဲ့ခွဲတန်းစနစ်မြန်မာနိုင်ငံတဝက်မှာစစ်သုံးစီဆိုင်တွင်ပိတ်တာနဲ့တန်းစီဆောင်းနေရတာတွေဖြစ်ပေါ်နေပြီးစစ်ကောင်စီကကိုပိုင်ရင်တွေကိုစီခွဲတာနဲ့ရောင်းချနေတဲ့စနစ်စသုံးနေပါတယ်။တွင်းကုန်အပေါ်မိခုနေရမှုမြန်မာနိုင်ငံဟာစစ်သုံးစီ90ရာခိုင်နှုန်းကိုဘီဘကနေတင်သွင်းနေရတာကြောင့်အခုလိုဆွေးအင်ရီကွက်ကမောက်ကမဖြစ်မှုကိုစူးဝါးစွာခံစားနေရပါတယ်။စီးပွားရေးမတည်ငြိမ်မှုများကမ္ဘာစီရေးမြင့်တက်လာတာက
ကုန်စည်နှုန်းတွေကိုတက်ဆယ်ပြီးလုပ်ငန်းရှင်တွေနဲ့တာမန်ပြည်သူတွေရဲ့စားဝတ်နေရေးပတ်ပူမှုခက်ခဲနေပါတယ်။လေကြောင်းတိုက်ခိုက်မှုများအတွက်အီရန်ရဲ့ထောက်ပံ့မှုစစ်ပွဲမတိုက်ခင်အခြေအနေစုံစမ်းစစ်ဆေးမှုများအရအီရန်ဟာမြန်မာစစ်ကောင်စီကိုလွန်ဆာစီနဲ့လက်နက်ခဲယမ်းများပတ်ပူမှုတာကြောင့်လူသားစာနာမှုဆိုင်ရာအကျက်အတီးတွေဖြစ်ပေါ်စေပါတယ်။လေရင်စီပတ်ပူမှုအီရန်ဟာပိတ်ဆို့အရေးယူမှုကြားတဲ့ကမြန်မာနိုင်ငံစီလေရင်စီတန်ချင်းပေါင်း1,900ကျော်ကိုလှုပ်ဝက်စွာပို့ဆောင်ပေးခဲ့ပါတယ်။ဘုံနဲ့လက်နက်တွေထုတ်လုပ်ရမှာအသုံးပြုတဲ့ယူရီးယားဓာတ်မြေဩဇာတွေကိုအီရန်ကအမြောက်အများပံ့ပိုးနေပါတယ်။အယက်သားများထိကိုက်မှုအဆိုပါပံ့ပိုးမှုတွေကြောင့်စစ်ကောင်စီဟာစာတီကြောင်းစေယုံနဲ့အယက်သားနယ်ထိုင်ရာပေါင်း1,000ကျော်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နိုင်ခဲ့ပြီးလူပေါင်းအမြောက်အများစွာတည်ဆုံခဲ့ပါတယ်။ထောက်ပံ့မှုလမ်းကြောင်းပြတ်တောက်ခြင်းအီရန်အပေါ်တိုက်ခိုက်မှုပြင်းထန်လာတာကြောင့်စစ်ကောင်စီအတွက်လေယာဉ်စီနဲ့ drone စတဲ့လက်နက်ထောက်ပံ့မှုတွေပြတ်တောက်သွားနိုင်ပြီးဒါကမြန်မာပြည်တွင်းစစ်ရဲ့အလှည့်အပြောင်းဖြစ်လာနိုင်ပါတယ်။တန်တမာရေးရဝယ်ဖန်ခံရမှုအီရန်ဟာအရင်ကရိုဟင်ဂျာကိစ္စမှာမြန်မာစစ်တပ်ကိုပစ်တင်ရှုတ်ချခဲ့ပေမဲ့နောက်ပိုင်းမှာတော့စစ်ကောင်စီကိုပဲလွန်ဆာစီပြန်လေရောင်းချပေးနေတဲ့အတွက်သူတို့ရဲ့ရက်တီချက်ဟာဝယ်ဖန်စရာဖြစ်နေပါတယ်။ဒါဆိုရင်အမေရိကန်က Operation Epic Fury စစ်စီလုဆောင်နေတဲ့အီရန်မှာဒီနောက်ဖြစ်ပျက်တဲ့ပြဿနာကိုအီရန်ကကြုံတွေ့နေရတဲ့အတွက်စစ်ကောင်စီအတွက်အရန်ဆူချူတက်ရောက်ပါတယ်။ဒါဆိုရင်အခုလက်ရှိအလေပိုင်းဖြစ်ပွားနေတဲ့အီရန်စစ်ပွဲကမြန်မာတော်လှန်ရေးအင်အားစုတွေ PDF နဲ့ဒိုင်းသားလက်နက်ကိုင်များအတွက်အကျူးကျေးဇူးတွေကိုဖြစ်စေနိုင်ပါတယ်။တစ်ချက်အနေနဲ့စစ်ကောင်စီလေကြောင်းအတာစီးရမှုကိုအားနည်းစေခြင်းဒါဟာတော်လှန်ရေးအင်အားစုတွေအတွက်အကြီးမားဆုံးသောအခွင့်အလမ်းဖြစ်ပါတယ်။အီရန်ဟာစစ်ကောင်စီအတွက်လေယာဉ်စီအဓိကထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။အခုစစ်ပွဲကြောင့်အီရန်ကနေလေယာဉ်စီတင်ပို့မှုတွေရပ်တန့်သွားရင်စစ်ကောင်စီရဲ့တိုက်လေယာဉ်တွေဟာပြန်ထပ်ဖို့ခက်ခဲသွားပါလိမ့်မယ်။ဘုံကျဲတိုက်ခိုက်မှုရှော့ချခြင်းလေယာဉ်စီမရှိပါကတော်လှန်ရေးတပ်ဖွဲ့တွေစခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နေတဲ့အခါစစ်ကောင်စီကလေကြောင်းပစ်ကူအရင်ကလောက်မပေးနိုင်တော့ပါဘူး။အီရန်ဟာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစတွေမှာဘုံနဲ့ကြီးစားတွေကိုထုတ်လုပ်ရမှာအသုံးပြုတဲ့ယူရီးယားနဲ့တခြားဓာတုပစ္စည်းတွေကိုပို့ပေးနေတာဖြစ်ပါတယ်။အခုတော့ဒီလမ်းကြောင်းတွေဟာပိတ်သွားတဲ့အတွက်စစ်ကောင်စီမှာလက်နက်ခဲယမ်းထုတ်လုပ်မှုမှာအခက်အခဲဖြစ်လာနိုင်ပါတယ်။စစ်သုံးစီပြက်လက်မှုကြောင့်ကုန်စည်နှုန်းတော့အဆမတန်တက်လာမှာပါ။မြို့ပြနယ်ပြည်သူများတွေအနေနဲ့စစ်ကောင်စီအပေါ်မကျေနပ်မှုတွေအမြင့်ဆုံးရောက်ရှိလာပါလိမ့်မယ်။ဒါတွေဟာတော်လှန်ရေးအတွက်တော့လူထုအားကိုပူမူရရှိစေပါတယ်။စစ်ကောင်စီဟာတခြားနိုင်ငံစီကနေရည်ကြီးပေးပြီးရှီတွေဝယ်ရတော့မှာဖြစ်လို့သူတို့မှရှိတဲ့အရန်နိုင်ငံချမ်းငွေတွေကိုလှီမြန်စွာကုန်ဆုံးသွားပါလိမ့်မယ်။စစ်စီရင်အတစ်ဖော်ဆောင်နိုင်ခြင်းဒီစစ်ကောင်စီရဲ့လေကြောင်းပစ်ကူနဲ့လက်နက်ထောက်ပံ့မှုအားနည်းနေတဲ့အချိန်မှာဒေါ်လာရေးအင်အားစုတွေအနေနဲ့မြောက်ပိုင်းငင်တော်ကစလုပ်ခဲ့တဲ့ Operation 27လူမျိုးမြို့သိမ်းတိုက်ပွဲတွေကိုလည်းပုံမူထိရောက်စွာဖော်ဆောင်နိုင်ဖို့အခွင့်အလမ်းများပုံမူလာပါတယ်။အချို့အဖြစ်ပြောက်ရမယ်ဆိုလို့ရှိရင်အီရန်စစ်ပွဲဟာစစ်ကောင်စီရဲ့အသက်သွေးကြောလူပြောက်ရမယ်လွန်ဆာစီနဲ့လက်နက်ထောက်ပံ့မှုကိုဖျက်တောက်လိုက်တယ်လို့ဖြစ်နေတာကြောင့်ဒေါ်လာရင်းတပ်ဖွဲ့တွေအတွက်တော့စစ်ရေးအရာအသာစီးရလာလိမ့်မယ်အခြေအနေဖြစ်ပါတယ်။အဲ့ဒါကြောင့်အခု USA နဲ့ Israel ကဖော်ဆောင်နေတဲ့ Operation Epic Fury အီရန်စစ်ပွဲကိုမြန်မာဒေါ်လာရင်းအားစုတွေအတွက်တော့တရင်ကောင်းပဲဖြစ်ပါတယ်။ပြီးတော့နောက်ဆုံးရအမေရိကန်ပြည်တွင်းတရင်နူဆက်လက်တင်ဆက်ပါမယ်။ Donald Trump က DHS ဝန်ကြီးခရစ္စတီနိုယမ်ကိုယာထူးမှဖယ်ထုတ်ပြီးမတ်ဝဲနေမိုလင်ကိုအစားထိုးခန့်အပ်ခဲ့ပါတယ်။ Donald Trump ဒီအငေးဖွားဖွယ်ရမှာစက်တိုက်ဖြစ်ပေါ်နေခဲ့ပြီးနောက်ခရစ္စတီနိုယမ်ကိုပြည်တွင်းလုံခြုံရေးဝန်ကြီးဖြစ်မှယာထူးဖေရှားကမတ်ဝဲနေမိုလင်ဖြစ်အစားထိုးလိုက်ကြောင်းသိရပါတယ်။ ခရစ္စတီနိုယမ်ဒီလူဝဲမှုကြီးကြပ်ရေးဆိုင်ရာအသုံးစရိတ်လွန်ကဲမှုများဇင်ခံပစ္စည်းများအသုံးပြုမှုနဲ့လူထုမထောက်ခံသောတင်းမာသည့်လူရများကြောင့်ဝန်ဖတ်မှုများနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူမအားအမေရိကန်တိုက်ကလုံခြုံရေးဆိုင်ရာအထူးကူစလီအဖြစ်ယာထူးရှော့ချပြောင်းရွှေ့လိုက်ခြင်းမှာထမီဒုတိယမြောက်သမ္မတတက်တန်းအတွင်း
ပထမဆုံးအချိန်ဝန်ကြီးအဖွဲ့ကိုပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ဤဖြူတော်အနေဖြင့်၎င်း၏လူဝင်မှုကြီးကြပ်ရေးမူဝါဒများကိုပုံမူတင့်ရှောက်ပတ်စေရန်ကျူပန်တဲ့အနေဖြင့်ယခုကဲ့သို့ခေါင်းဆောင်ပိုင်းအပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဤဖြစ်ရသည်သမရထမီလက်အောက်တွင်မြေတူမြသမရအထက်ဘူကျော်၍မရနိုင်ကြောင်းတက်တဲ့ပြတာမျိုးလဲဖြစ်ပါတယ်။သမရဒေါ်နယ်ထရမ့်ကခရစ္စတီနိုအမ်ကိုပြည်တွင်းလုံခြုံရေးဝန်ကြီး Secretary of the Department of Homeland Security ရထုကနေဖေရှားပြီးအနောက်ဘက်ကဘာချန်လုံခြုံရေးဆိုင်ရာအထူးကိုယ်စားလှယ် Special Envoy အဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။သူမကိုရထုကနေဖေရှားလိုက်တဲ့အဓိကအကြောင်းရင်းမှာဒီလိုဖြစ်ပါတယ်။နိုအမ်မှာသူမရဲ့ဝန်ထမ်းတွေကိုစီမံခန့်ခွဲမှုဆိုင်ရာပြက်ကွက်မှုတွေရှိခဲ့ပါတယ်။ Custom and Border Protection နဲ့ Immigration and Custom Enforcement ICE ဒူလူ agency အကြီးအကဲတွေနဲ့လည်းအမေရိကန်ပြည်ပခဖြစ်ပွားနေခဲ့ပါတယ်။သူအပြင်သူမရဲ့လက်အောက်မှာရှိတဲ့ကန်ချေဆောင်တပ်ဖွဲ့ဝင် Coast Guard နဲ့ဆက်ဆံရေးမှာလည်းအရှိမပြေမှုတွေရှိနေပါတယ်။2026ခုနှစ် January လအတွင်း Minneapolis မှာ Federal Agent တွေကအမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ Renee Good နဲ့ Alex Petty တို့ပစ်တက်ခဲ့တဲ့ဖြစ်ရပ်ကလည်းအဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ Noem ကတေဆုံးသူနှစ်ဦးကိုအထောက်အထားခိုင်လုံမှုမရှိဘဲပြည်တွင်းအကြမ်းဖက်သမား domestic terrorist လို့ခေါ်ဝေခဲ့တာကြောင့်ပါတီတစ်ရပ်လုံးနိုင်ငံရေးသမားတွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုကိုခံနေရပါတယ်။ပြီးတော့တခြားကိစ္စတွေမှာလည်း Christy Noem ဟာထမ်ရဲ့အလိုမကျတော့တဲ့အကြောင်းကြောင့်အခုလိုမျိုးထမ်ကသူ့နေရာကနေဖေရှားပြီးတော့တခြားလူတယောက်အိုကလာဟိုမာပြည်နယ်ရဲ့ Senator မတ်ဝဲနေမူလင်ကိုအစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။အခုလိုမျိုးဝန်ကြီးအပြောင်းအလဲဖြစ်နေတာကအမေရိကန်နိုင်ငံအတွက်တော့ထူးထူးခြားခြားထိရောက်မှုရှိမှာမဟုတ်ဘူးလို့သုံးသပ်သူတွေကပြောကြားပါတယ်။နိုင်ငံတကာသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေ။နောက်ပိုင်းမှာလည်းကမ္ဘာသတင်းအမျိုးမျိုးကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုလာကြည့်ရှုပေးကြပါလာအားပေးကြပါလို့တောင်းခံရင်းအားလုံးကိုကျေးဇူးတင်ပါတယ်။